And to the people who blame me a lot, who attack me mentally, personally, thank you guys. ဟုတ်ကဲ့အဲ့ဟာနဲ့ပတ်သက်ပြီးတော့ကြတော့တကယ်တော့အဲ့ blamers တွေကိုပြောတဲ့ဟာကတကယ်ကို attack လုပ်တဲ့လူတွေတကယ်ဝေဖန်ပေးတဲ့လူတွေကိုပြောတာကဒါနဲ့ဆိုရင်3ခါမြောက်ဖြစ်မယ်ဆိုတာတကယ် final work မှာလည်းအဲ့ဒါထည့်ပြောသေးတယ်တကယ်ဆိုတာကဒီလောကတွေကိုစဝင်လာတဲ့အချိန်မှာကတည်းကတကယ် supporting တစ်ခုတည်းရှိပြီးတော့လူတိလာတာမဟုတ်ခဲ့ဘူးပေါ့နော်တကယ်စပြီးတော့ဒီထဲကိုဝင်ကြတဲ့ကတကယ်ကိုပြောပေးကြတယ်တိုက်ခိုက်ကြတယ်ဝေဖန်ပေးကြတယ်ပေါ့ဒါတော်တော်များများလေးသိပါတယ်မြန်မာနိုင်ငံမှာဆိုရင်တော်တော်များသိတယ်အလားမယ်တွေထဲမှာတကယ်ဆိုဝေဖန်တိုက်ခိုက်ခံရတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့ဒီရွယ်တုန်းကတော့တကယ်16ဆိုတော့ comment နေမြင်ငိုတယ်ပထမတော့ငိုတာပေါ့ပြီးတဲ့အချိန်မှာကိုကဘာကိုသိသွားလဲဆိုတော့ဒီလိုမျိုး bad comment တွေကိုတိုက်ခိုက်တဲ့အရာတွေကိုကိုကဒီဟာတွေမှာနစ်မောမသွားဘဲနဲ့ဒီဟာတွေကိုအားဖြစ်ယူပြီးတော့ပြန်စူးစမ်းရင်ရောဆိုတဲ့အဖြေပေါ့အဲ့ဒီဖြေကိုတကယ်ကအဲ့တော့တွေ့သွားတဲ့နောက်ပိုင်းမှာတကယ်ကို attack လုပ်တဲ့ဟာတွေတွေ့ရင်တကယ်အနေနဲ့ကငါပို့ပြီးစူးစမ်းရမယ်ဒီလိုမျိုးပြောထောက်ပြပေးတာကကိုယ့်အတွက်ပို့ပြီးတော့ကောင်းမွန်လာအောင်မဲဆိုတဲ့ဟာပေါ့တကယ်အဲ့ strength ကိုပို့ပြီးတော့ရသွားတယ်ဆိုပြီးတော့အရင်ကတည်းကပြောခဲ့ပါတယ်ပြောတဲ့အချိန်မှာကတကယ်ပထမအဆုံး interview တစ်ခုမှလည်းပြောဘူးတယ်တကယ်ကိုအခုလိုမျိုးတေချာလေးဝေဖန်ထောက်ပြပေးတာကိုကျေးဇူးတင်တယ်ပေါ့ဒုတိယတစ်ခါအနေနဲ့တကယ် final work ရှောက်ရတယ်လေတကယ်ရဲ့ပထမ previous ပွဲတစ်ခုမှာပြီးတဲ့အချိန်မှာ final work ရှောက်ရတဲ့အချိန်မှာလည်း stage ပေါ်မှာအဲ့တော့တကယ်မြန်မာလိုပြောလိုက်တာပေါ့မြန်မာလိုပြောတယ် English လိုလည်းပါမယ်ထင်ပါတယ်တကယ်ပြောလိုက်ပါသေးတယ်တကယ်ကို support လုပ်ပေးတဲ့သူတွေအတွက်တကယ်အများကြီးကျေးဇူးတင်တယ်တကယ်ကိုထောက်ပြပြီးတော့ဝေဖန်ပေးတဲ့လူတွေကိုလည်းတကယ်ကျေးဇူးတင်တယ်ဆိုတာတကယ်ဆိုတာဒီနေရာရောက်လာဖို့က support only နဲ့မဖြစ်နိုင်ခဲ့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်တကယ်ရဲ့ဘဝအစမှာရှိခဲ့တဲ့ဒီလိုရာကနေမှဒီလိုမျိုးဖြစ်လာတယ်ဆိုတဲ့အရာကိုတဲ့အမြဲတမ်းပဲပွဲတိုင်းမှာထည့်ပြောဖြစ်တယ်တကယ်တော့အဲ့ဒီကပြောလိုက်တဲ့စကားမှာ supporters တွေကိုတကယ်ကို support လုပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တခါတည်းမှာပဲအဲ့စကားရဲ့နောက်မှာထပ်ပြောတာပေါ့နော်တကယ်ကို blame လုပ်ပေးတဲ့လူတွေတကယ်ပြောတဲ့စကားမှာကတခါတည်းပါပြီးသားပါblame လုပ်ပေးတယ် who shaped me into a တဲဆုငိမ့် who is standing here today တကယ်အခုရက်နေတဲ့တဲဆုငိမ့်ဖြစ်လာအောင် shape သွင်းပေးတဲ့လူပုံဖော်ပေးခဲ့တဲ့လူတွေဖြစ်တဲ့ blame လုပ်ပေးတဲ့လူတွေကိုလည်းကျေးဇူးတင်တယ်ဆိုတဲ့စကားမျိုးပြောတာပေါ့ You guys are the one who shaped me into like a Tesu Nye who is standing here today. Thank you to my blamers too. အဲ့ဒါလေးကတော့တကယ် viral ဖြစ်သွားတာလည်းတွေ့ပါတယ် viral ဖြစ်တာကတော့တဲ့ထင်ဒီ addict မှာ cat လုပ်တဲ့နေရာမှာလည်းအရှိရ supporter မပါတော့ဘဲနဲ့ပေါ့နော် blame နဲ့ဟာကိုပဲ thank you to my blamers too ပေါ့ကိုကြည့်ရင်တော့မှာပဲလေအော် thank you to my blamers too ကြည့်ပဲဘာလို့ပြောသွားလဲလူတွေအနေနဲ့ကဗီဒီယိုတစ်ပုတ်လုံးကတွေ့ရလူကရှားတယ်လေအိတ်ကက်လေးကိုတွေ့ရလူများတော့ကြတော့တကယ်ကတီးတန့်ဒီဟာကိုပဲပြောသွားတယ်လို့ထင်တယ်တကယ်တော့တကယ်က support လုပ်ပေးရလူကျေးဇူးတင်တယ်လို့ဒီတစ်ခုရဲနဲ့လည်းတကယ်ဒီနေရာမှာရက်ဒီမနေနိုင်ဘူးပေါ့နော်တကယ်ကို blame လုပ်ပေးတယ်တကယ်ကို shape ဒီလိုတဲဆုငိမ့်ဖြစ်အောင်ပုံဖော်ပေးတဲ့လူတွေကိုလည်းကျေးဇူးတင်တယ်ဆိုပြီးအဲ့နေရာတော့ပြောခဲ့တာပေါ့ဒါအမှန်တိုင်းပြောရမယ်ဆိုရင်တော့ဒါတကယ်ရင်တွင်းလေးရစကားပေါ့အဲ့နေရာပြောလိုက်တာလည်း